စပယ်ရသိပါတယ်တွဲလေးမှမနဲ့စောစောဆိုတော့ရှေ့ကန်းလည်းနေရာမရှိလူလက်လက်ရှေ့ရတဲ့ပဲပြေးလို့လွတ်တော့သူ့ကိုရင်တက်ခမ်းမှတက်ကျွန်တော်ထိုင်ပါကျွန်တော်ဒီဘက်ကလေးကတ်ထိုင်ပါသို့တော့ကားလှုပ်တဲ့ခါတဲ့ခါကျတစ်ချက်ပခုံးချင်းထိပါတယ်ပြောရရင်တော့မထိတစ်ချက်ကောင်းပါလေတောက်လျှောက်ထိရင်ပူတယ်ဗျကိုမပူပါဘူးသူပူမှစိုးလို့ပါအဲ့လိုသွားရင်းနဲ့အဲ့လိုသွားနေသူပတ်ဆိုင်ကလေးဖွင့်ကြားလုံးလေးတစ်လုံးထုတ်ကျွန်တော်ကိုပေးတယ်ကျွန်တော်ပဲမလှဲ့ဘူးဒီလိုပေးတယ်ညနေလွဲခဲပြည့်အဲ့ဒီကြားလုံးကိုကျွန်တော်ယူတယ်ခဲဘက်ကလေးသူချာခွာတယ်မဆုပ်เสียဘူးနည်းနည်းလေးတော့မဆုပ်เสียဘူးချက်သူပေးတဲ့ပထမဦးဆုံးကြားလုံးခဲဘက်ကလေးကိုခွာပြီးတော့သူချာလေးတော့ကြောင်းခောက်သူမမြင်အောင်အိတ်ထောင်ထဲမှာထဲချက်သူပထမဆုံးရတဲ့ကြားလုံးအခွန်အမြတ်တနိုးတန်မိုးထားပြီးတော့သိမ့်ပါတယ်